ဒီနေ့တော့သစင်ဖျားပန်းလေးရင်သစင်စိတ်ထဲကအသွေးလေးတစ်ခုကိုမျှဝေချင်ပါတယ်ရှင်နေ့တိုင်းအလုပ်များနေပြီမယ်ဒီလိုဖျားရှိမှာပန်းလေးတွေလဲပေးတဲ့အချိန်သစင်အတွက်တော့စိတ်အေးချမ်းရတဲ့အချိန်လို့ပြောလို့ရတယ်ပေါ့နော်ပန်းလေးတွေအသေးလဲပေးရင်ကိုယ်စိတ်လဲတရှင်းတော့လို့ခံစားရတယ်တစ်ခါတလေအလုပ်ပင်ပန်းလာလို့ရှင်စိတ်ညစ်တာတွေရှိလာလို့ရှင်ကိုယ်စိတ်ကိုပြည့်ငြိမ်အောင်ထားဒီလိုအချိန်လေးတွေလိုအပ်တယ်လို့သစင်ထင်တယ်ပေါ့နော်ရပန်းလေးတွေကတ်လူပူစော်ရင်ကောင်းတဲ့စိတ်တွေပုံများလာပြီးကိုနီးရဲ့လေးတွေအေးချမ်းပါစေလို့သစင်ဆုတောင်းဖြစ်ပါတယ်ရှင်ဒီလိုအချိန်လေးတွေကိုကိုယ်စိတ်ကိုပြန်ငြိမ်အောင်ကူညီပေးတတ်ပါတယ်နော်အားလုံးလည်းကောင်းတဲ့နေ့လေးတွေဖြစ်ပါစေဒီနေ့တော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ရှင်သစင် vlog ကိုကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်